ကလေးကနေရောက်လို့နားအားနဲ့တူရှိနေတဲ့အချိန်ဆိုလို့ရှိရင်ရောဘယ်တချင်တာဟာနေနားလဲချက်တူရင်ခွင့်ဒီလိုမျိုးလားရှင်ရအမင်းကိုဖိုးငငယ်လေးကချစ်ကြရပါကွာဒါမဲ့ဘာမှမသိတဲ့ငါအဲ့ဒါလည်းကိုမိတာခဲ့တာဟေးဒီလျှောက်ပြောနေတယ်မိမိအောင်လားငါတိတ်ချရရဟောဒီတကောင်ကြီးကိုကျင်ပြီးတော့ပြောရဲတယ်ဒီကအရင်ကတည်းကမင်းရဲ့ဆံဖြစ်နေကြရမှာကွာဒီငါနဲ့တူတူနေနေနေမှာရှိနေတယ်ကွာရင်းရှိတဲ့ပကံဒီမှာဝင်နေနေကိုရင်းရှိတဲ့လူတွေတူတူကြည့်ရတာကိုမြင်မရှင်းတော့ဘူးလားရှင်းတတ်ပါတယ်ကွာရှင်းတတ်ပါတယ်အကိုကြီးလောင်းမယ်နော်ကျွန်တော်လည်းပို့ပြန်အောင်တဘာဝတရားကြီးကသစ္စာမရှိဘူးမယ်မင်းပေါ်မှာတော့သစ္စာရှိစွာနေတော့ပါမယ်လို့ကိုယ့်ရဲ့ဒီတန်ရှင်းတဲ့ချမ်းရည်လေးနဲ့ချိန်ရဲပါတယ်ခန့်တယ်မို့ကျွန်တော်တောင်းမှမှာ။ဘာအတွက်လဲ။ကျွန်တော်ပြန်ပြီးတော့သဘောမကျနိုင်တဲ့အတွက်ခန့်တယ်မို့ယောက်ျားလေးတယောက်ပဲဖြစ်တင်တာပါ။ဟုတ်ပါပြီ။အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ပြီးတော့ကျွန်တော်ဆက်ပြီးတော့သဘောမကျပါနဲ့တော့နောက်ထပ်တစ်ချိန်ထပ်ပြီးတော့သဘောကျမိမယ်ဆိုရင်တော့မှအဲ့ဒီသဘောကျတဲ့သူဟာမင်းကလေးပဲဖြစ်စေချင်တာပါလုံလောက်ပါပြီကိုပြေဆုံးရဲ့ကိုပြေဆုံးသဘောမကျပါနဲ့ဆိုရဲစကားတခွန်းနဲ့နဲ့ကျွန်တော်ကလေကျွန်တော်သဘောမကျရဲ့လူနာမှာအချိန်ကြာကြီးဆက်ပြီးရှိနေမှာမဟုတ်ပါဘူးကျွန်တော်အခုချိန်မှာသဘောကျမိနေတဲ့လူဟာကိုပြေဆုံးဖြစ်နေလို့ပါနောက်တစ်ချိန်ကျွန်တော်ကိုပြေဆုံးမေ့နိုင်တဲ့အခါကျွန်တော်သဘောကျမိရဲ့လူဟာနောက်ထပ်တစ်ယောက်ထပ်ပြီးရှိလာအောင်ပါပဲဒါမဲ့တေချာတစ်ခုကတော့အဲ့ဒါမိန်းကလေးမဟုတ်နိုင်ဘူးဟုတ်အရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်